အားလုံးပဲမင်္ဂလာပါဗျကျွန်တော်နေမင်းတို့ပါဒီနေ့မှာလည်းကျွန်တော်ကအင်ဂျင်မြေဈေးကွက်ကနေအခြေခံစစ်သုံးစစ်ဖြစ်တဲ့အင်ဂျင်မြေမျိုးစားကိုဘယ်လိုသတ်မှတ်ထားလဲဆိုတာလေးကိုရှင်းပြပေးရှင်းပါလိမ့်ဗျအဲ့ဒီအခြေခံလေးတွေကအရန်ကိုရိုးရှင်းနေဆိုပေမဲ့မတိတဲ့သူတွေရဲ့တီးနဲ့ကိုသူ့ရဲ့အတိတ်နဲ့ကိုကောင်းကောင်းလေးနားမလည်တဲ့သူတွေရဲ့ကြားထဲမှာအင်ဂျင်မြေဈေးနှုန်းကတော်တော်လေးကိုကမဖြစ်တာမြင်တွေ့ရပါတယ်ဗျအဲ့ဒီအမျိုးအစား၃မျိုးကတော့ Premier Land ရဲ့ Standard Land ရဲ့ Value Land ရဲ့ဆိုပြီးတော့အခြေခံအဖြစ်၃မျိုးရှိပါတယ်ဗျအဲ့ဒီမှာနံပါတ်3ဖြစ်တဲ့ Value Land ဆိုတဲ့မြေကွက်ကနေကျွန်တော်စပြီးတော့ဆွေးနွေးချအောင်ပါဗျ Value Land ဆိုတာကတော့ကျွန်တော်တို့ဖွံ့ဖြိုးဆဲနေရာဒေသတို့မဟုတ်ကြောင်ကြားရောက်နေတဲ့မြေကွက်အမျိုးအစားကိုခေါ်တာပါနော်သူကြတော့လူတွေစိတ်ဝင်စားမှုလည်းအရန်နေတဲ့မြေကွက်အမျိုးအစားဖြစ်ပါတယ်နံပါတ်2ဆိုရင်တော့ Standard Land ဆိုတဲ့မြေကွက်အမျိုးအစားပါဗျသူကြတော့ကျွန်တော်တို့ online ပေါ်မှာလည်းတော်တော်မြင်ရပါတယ်တော်တော်ဈေးကွက်မှာလည်းအယောင်တင်ထားတဲ့မြေကွက်အမျိုးအစားတွေဖြစ်တာပေါ့နော်အပြင်မှာလည်းလူတိုင်းတီးခြားတဲ့မြေကွက်အမျိုးအစားမျိုးဖြစ်ပါတယ်ဗျနောက်တစ်ချက်ကကျတော့ Premier Land ဆိုတဲ့မြေကွက်အမျိုးအစားပါဗျသူကြတော့ကျွန်တော်တို့ကပိတ်ပြီးတော့ရောင်းရတဲ့အနေအထားတစ်ခုပါဗျကျွန်တော်တို့ online ပေါ်မှာတွေပါတိတ်ပြီးတော့မမြင်ရတတ်ဘူးဗျပြီးတော့ဒီလိုမျိုးနေရာဒီမှာမြေကွက်အယောင်ဖွင့်ပြီးဆိုတာနဲ့ကိုလူတွေကချက်ချင်းကိုဝယ်သွားကြတဲ့မြေကွက်အမျိုးအစားဖြစ်ပါတယ်ဗျဒီမှာကျွန်တော်တို့တစ်ချက်သတိထားမှာမိတ်ဆွေတွေမြေကွက်က Premier Land ဖြစ်နေတဲ့ဟာကိုကျွန်တော်တို့က Standard မြေကွက်ရောင်းတဲ့ပုံစံအတိုင်းတွားပြီးတော့ရောင်းမယ်ဆိုရင်တော့သူ့ရဲ့ value ကိုတိုက်တော့ချစင်းစီတာပေါ့နော်ကျွန်တော်တို့ဖွင့်ပြီးတော့ရောင်းရတာတွေရှိတယ်တယ်လို့ပိတ်ပြီးတော့ရောင်းရတာလည်းရှိတယ်ဗျအဲ့ဒီအမျိုးအစား၃မျိုးကိုကျွန်တော်သိပြီးသွားပြီဆိုရင်ဘယ်လိုဆက်လုပ်ရမလဲဆိုတော့ကျွန်တော် Premier Land ကိုဆိုရင်လည်းကျွန်တော်တို့ကပိတ်ပြီးတော့ရောင်းရပါတယ်ဗျ Standard Land ဆိုတဲ့ဒုတိယမျိုးစားခါကျကျွန်တော်တို့ကဖွင့်ပြီးတော့ရောင်းရတာပေါ့နော်နောက်ဆုံးကျွန်တော်တို့ Value Land ဆိုတာခါကျတော့ကျွန်တော်ပိတ်ပြီးတော့ပဲရောင်းရပါတယ်ဗျတကယ်လို့ Value Land ဆိုတာဟာလေးကိုကျွန်တော်က Standard Land အနေနဲ့ကျွန်တော်ဖွင့်ပြီးတော့ online ပေါ်မှာတောက်လျှောက်ရောင်းလိုက်မယ်ဆိုရင်ဒီမြေကွက်ကထွက်လဲမထွက်ဘူးပြီးတော့လူတီးလည်းများပြီးတော့ဒီမြေကွက်ကဘာလို့မထွက်တာလဲဆိုပြီးတော့value ကကျသွားနိုင်တာပေါ့နော်နောက်တစ်ခုကကျတော့ Premier Land ဆိုတဲ့ပထမအမျိုးအစားကိုကျွန်တော်တို့ကဖွင့်ပြီးတော့ရောင်းမယ်ဆိုရင်ရောဘယ်လိုဖြစ်သွားနိုင်မလဲလို့ message ချင်းပါတယ်ခင်ဗျ Premier Land ဆိုတဲ့မြေအမျိုးအစားပေါ့နော်သူကြတော့ဘာဖြစ်လို့ပိတ်ပြီးတော့ရောင်းတိလဲဆိုရင်ဖွင့်ပြီးတော့ရောင်းလိုက်တာနဲ့ဟိုသူကလည်းလူတိများသွားတာတခုပဲရှိမယ်လူတိုင်းကစိတ်ဝင်စားတဲ့အနေအထားတစ်ခုထဲမှာတော့မပါနေဘူးပေါ့နော်သူရဲ့တန်ဖိုးနားလဲတဲလူဆိုတာအ ਨੇ စုပဲရှိမှာပါဗျအဲ့ဒါကြောင့်မလို့သူကလည်းပိတ်ပြီးတော့ရောင်းတဲ့အမျိုးအစားထဲမှာပါမယ်ဗျအဲ့ဒီမှာကျွန်တော်အရန်တတိထားမဲ့အချက်လေးတစ်ချက်တော့ရှိပါတယ်ကိုယ့်ရဲ့မြေကွက်က Value Land ဆိုတဲ့နံပါတ်3အဆင့်ကမြေကွက်ဖြစ်နေတဲ့ဟာကို Premier Land ဆိုပြီးတော့တော်ရထင်သွားတယ်ဆိုရင်တော့သွားပါပြီဗျအဲ့ဒီမြေကွက်ကရောင်းထွက်ဖို့ခါကျတော့မလွယ်ပါဘူးဗျအားလုံးပဲကျွန်တော်မြေကွက်ရောင်းချင်တဲ့သူတိုင်းလည်းမြေကွက်ရောင်းထွက်နေပါစေဝယ်ချင်တဲ့သူတိုင်းလည်းမြေကွက်ကောင်းကောင်းလေးကိုဝယ်သွင်းနေပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဗျ